ငွေချင်းများအားလုံးမင်္ဂလာပါငွေချင်းချင်မောင်ချက်လေးနဲ့ထမင်းပူလေးကိုအားရပါရစားဖို့ရဲ့ငွေချင်းများအားလုံးကိုဖိတ်ခေါ်ပါရယ်ငါသားလေးကနူနူအီအီချင်မောင်ရွက်လေးကချင်းချင်းလေးနဲ့ဟင်းရည်လေးကဆက်ဆက်မွေးမွေးလေးဆိုတော့ထမင်းနဲ့တကယ်ကိုလိုက်ဖက်ပါရယ်ဗျာဒီဘက်မှာလည်းငရုတ်သီးစိမ့်ချက်လေးရှိတယ်တိုးစရာအစုံလေးလည်းပြင်ဆင်ထားတယ်ထမင်းအလယ်မှာဆိုလို့ရှိရင်တော့ငွေချင်းတွေယူပြီးတော့ထက်ကပုံနာလိုက်ပါမယ်ပြီးရင်တော့ငမစ်ချင်းချမောင်ဟင်းလေးလည်းပကံလေးတွေကိုထည့်ထားလိုက်မယ်ငမစ်ချင်းချမောင်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကနေရုပ်သီးစိမ်းချက်ကလေးကိုလည်းထည့်ကထမင်းပကံရဲ့အလေးတစ်တစ်ကိုထည့်ပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ထမင်းတွေကိုရုပ်သီးစိမ်းချက်နဲ့ငါးချမောင်အီလေးနဲ့ကိုအားရပါရနေလိုက်ပါမယ်နေပြီးလို့ရှိရင်တော့ထမင်းအားရပါရစားတော့မှာဖြစ်ပါတယ်ဒီလိုဟင်းလေးတွေကရိုးရှင်းပေမဲ့ထမင်းမြင်စီတဲ့ဟင်းချက်ဟင်းကောင်းလေးတွေဗျာငါကလည်းငမစ်ချင်းကအယိုးများတဲ့အတွက်ကြောင့်မို့ကျွန်တော်ကအယိုးများတဲ့ငါးတွေဆိုရင်တော့သိပြီးတော့ထမင်းနဲ့မစားတတ်ပါဘူးဒါပေမဲ့သူကတော့အရန်ကိုစားကောင်းပါတယ်ကျွန်တော်တယောက်တည်းစားနေတာကတော့မကောင်းဘူးเนาะတငယ်ချင်းတို့လည်းထမင်းပူလေးခူးပြီးတော့အတူတူစားကြပါအောင်ဗျာကဲစားကြပါအောင်တငယ်ချင်းတို့ရေဒီကနေ့ကတော့ထမင်းမစားမယ်ဘူးကဲကျွန်တော်ကတော့စားပြီးတော့စားပါပြီငယ်ချင်းများအလုံးလည်းကျွန်တော်နဲ့တူတူလိုက်စားဖို့ရန်ဖိတ်ခေါ်ပါရယ်ရန်ကိုစားကောင်းသောဟင်းလေးတွေပါတကယ်ကိုအရသာရှိပြီးရန်ကိုစားလို့ကောင်းတဲ့ဟင်းလေးတွေပါ
နောက်ထပ်ထမင်းစားဗီဒီယိုလေးတွေဟင်းချက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံစည်းကြပါအောင်မယ်ခင်ဗျာတကယ်ချင်းတယောက်တယောက်စတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ငယ်ချင်းအားလုံးတတာ